ဘဝကိုဖျက်ဆီးဖို့ချင်းကပ်လာတဲ့ယောက်ျားတွေရဲ့လက္ခဏာ၃ခုမင်္ဂလာပါရှင်ယောက်ျားတွေဆိုတာကအယမ်းမာယာများပြီးကြောက်စရာကောင်းပါတယ်အခုခေတ်မှာယောက်ျားအများစုကမိန်းကလေးတွေကိုတားကောင်ဖြစ်ချင်းကပ်ပြီးခန္ဓာကိုယ်ကိုရယူဖျက်ဆီးတတ်ကြပါတယ်မိန်းကလေးတွေကတော့ချစ်ရင်ဘာမစိုးပေးတတ်ကြလို့ဒုက္ခတွေ့ကြရမှာပါနံပါတ်1တင့်ပေါ်အယမ်းကောင်းပြတာယောက်ျားတစ်ယောက်ကတင့်ပေါ်အယမ်းကောင်းပြတာဒါမှမဟုတ်အယမ်းချစ်ပြပြီးဂရုစိုက်ပြလွန်းတာကသူအသင်ကိုတကယ်ချစ်တယ်လို့သင်ထင်အောင်ဟန်ဆောင်တာလည်းဖြစ်နိုင်ပါတယ်နံပါတ်2လူကောင်းလို့ထင်အောင်နေပြတာအဆဆရရပြည့်ပြည့်စုံတဲ့လူမရှိပါဘူးလူရိုးလူကြီးဆိုတာလည်းမရှိပါဘူးသင်ရှိမှသူကအယမ်းနေအေးပြီးရိုးသားတယ်လို့ဟန်ဆောင်တာဒါမှမဟုတ်အလူတန်းဘာသာရေးအယမ်းလို့တယ်လို့ဟန်ဆောင်တာဆိုရင်တော့သင်ကသူ့ကိုလူကောင်းဖြစ်မြင်လာအောင်ဟန်ဆောင်နေတာဖြစ်နိုင်ပါတယ်နံပါတ်3ချစ်သူဖြစ်တာနဲ့လက်ထပ်ဖို့ပြောတာယောက်ျားတွေကအယမ်းလေပါတယ်ချစ်သူဖြစ်တာနဲ့ဘယ်မိန်းမကိုမှချက်ချင်းလက်မထပ်ကြပါဘူးချစ်သူဖြစ်တာမကြသေးဘဲနဲ့လက်ထပ်မဲ့အကြောင်းတွေပြောတာဆိုရင်တော့သူအသင်ကိုတကယ်ချစ်တယ်ထင်အောင်အယုံသွင်းနေတာပါ